နေ့သတိဒီမှာတော့နော်ထက်နှစ်ပင်ကြလာတာချင်းနော်အဲ့ဒီနမိတ်ရှိမယ်တရဏံတော့ကျမ်းမာရေးဒီစအတူဒီမှာတော့ကျမ်းမာရေးတွေကနော်ဒီလေးထွက်ပြီးတဲ့အခါကျတော့ခရီးဆိုင်နှစ်တော့ဒီလေးနှစ်တော့ဒါကြပ်ပြီးတော့ကြံသေးတယ်2 5 4 5ဒီတော့မျိုးတွေကြံသေးတယ်နော်ဒီမှာဆိုလို့ရှိရင်နှစ်ကနန်းအားကောင်းနော်အဲ့နှစ်ပညာလာတာဆိုတရံနဲ့ဆိုရင်နှစ်3ညာနှစ်ပေါ့ထန်းနှစ်ပညာနော်နာနဲ့ဆိုရင်ထန်းနှစ်ပညာမှာလာတာလဲဆိုတော့ထန်းနော်ခွန်လေးခွန်နော်ခွန်လေးခွန်ရမှာပေါ့နော်နာနဲ့ဆိုရင်ခွန်လေးခွန်ဒီဘက်မှာဒီမှာခင်းပေးထားတယ်ထိုးတဲ့နဲ့ကနန်းလေးနှစ်နဲ့ဒီလုံးနဲ့ကောင်းနော်ဒါလေးအားကောင်းဒီကနန်းအားကောင်းနော်ကနန်းလေးအဲ့ဒါဆိုကနန်းလေးအားကောင်းနော်ဒီခုကဒီအားကောင်းနော်တော့ကနန်းလေးအားကောင်းဒီတစ်ဘက်ကတော့ဒါလေးကန်ဆန်းကြည့်ပါတော့3D ကတော့ပွဲတထားဆိုတော့အခုတော့တိတ်တော့မလွယ်ဘူးเนาะကံကောင်းမှပေါက်အခုနဲ့ထိုင်တော့ရမှာပေါ့เนาะနေ့ကနန်းတော့အားပြီးပြပါဒီကနန်းလေးပို့အားကောင်းเนาะ